အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အင်္ဂလိပ်စာမှာခံမှန်းရခတ်တဲ့ expression လေးတွေကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒါတွေကခံမှန်းရခတ်တဲ့အတွက်ကြက်ကိုကြက်ထားတင်ပါတယ် spoken English မှာအရင်သုံးများပါတယ်ရုပ်ရှင်တွေတခြင်းတွေမှာဒီဟာလေးတွေဒါကြားရနိုင်ပါတယ် break a leg ဆိုတာတော့မသိဘူးဆိုတော့ခြေထောက်တစ်ချောင်းချိုးလိုက်ဆိုတဲ့အဓိပ္ပာယ်လို့ထင်နိုင်တယ်ပေါ့နော်တကယ်ကတော့ဒါဆူတောင်းပေးရဖြစ်ပါတယ် I hope you break a leg on your performance tonight bite the bullet ဆိုတာကြီးစံအောင်ကတ်ခိုင်းတာမဟုတ်ပါဘူးဒါပေမဲ့အခြေအနေတစ်ခုပေါ့နော်မကောင်းတဲ့အခြေအနေတစ်ခုကိုဒါရင်ကိုရင်ဆိုင်ရမယ်ဆိုတဲ့အချိန်မှာဒါကိုသုံးတာဖြစ်ပါတယ် I didn't want to tell her the truth but I had to bite the bullet hit the sack ဆိုတာတော့ဒါအိတ်တာကိုပြောတာဖြစ်ပါတယ် I'm exhausted I should hit the sack အိတ်တင်နေပြီပေါ့နော် spill the beans ဆိုတာတော့ဒါလျှို့ဝှက်ချက်တစ်ခုကိုထုတ်ပြီးတော့ပြောတာဖြစ်ပါတယ် She spilled the beans about the surprise party let the cat out of the bag ကတော့ဒါကြောင်ထုတ်ပြရတော့မဟုတ်ပါဘူးကြောင်အိတ်ထဲကနေထုတ်ပြရတော့မဟုတ်ဒါကတော့ဘာကိုပြောချင်တာလဲဆိုတော့လျှို့ဝှက်ချက်တစ်ခုကိုဒါမတော်တဆထုတ်ပြောမိသွားတာမျိုးသုံးပါတယ် He let the cat out of the bag about their engagement kick the bucket ဆိုတာတော့ဒါလူတယောက်သေးတာကိုဒီလိုမျိုးသုံးပါတယ်ဒါမျိုး euphemism လို့လည်းခေါ်တယ်ကိုကဒီသေးရဆိုတဲ့စကားလုံးကြီးမသုံးချင်တော့တခြားနည်းနဲ့သုံးတာမျိုးပေါ့နော် His father finally kicked the bucket piece of cake ကတော့ဒါလူတော်များများသိပြီးသားဖြစ်မှာပါဒါအယောင်လွယ်ဆိုတာကိုသုံးပါတယ် The test was a piece of cake under the weather ဆိုတာတော့ဒါနေမကောင်းဖြစ်တာကိုပြောတာဖြစ်ပါတယ် I'm feeling under the weather today throw in the towel ကတော့ဒါရှုံးပေးတာပေါ့နော်ဒါပဝါကိုပြစ်လိုက်တယ်ဆိုတော့ဒါ boxing match တရားလာတဲ့ဟာလေးဖြစ်ပါတယ် after failing 3 times he threw in the towel ဒီမှာဆိုရင် throw ကနေ threw ဘာလို့ပြောင်းအောင်လဲဆိုတာ verb 2ဖြစ်တော့အဲ့လိုပြောင်းပေးတာဖြစ်ပါတယ် jump on the bandwagon အဲ့ဒါတော့ဒါ trend နောက်ကိုလိုက်တာပေါ့နော်အဲ့မျိုးသုံးတယ် everyone's buying those shoes so I jump on the bandwagon ငါလဲလိုက်ဝယ်တော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာသုံးတာဖြစ်ပါတယ် beat around the bush အဲ့ဒါတော့အဲမပြောတခုကိုတွေ့ဝိုက်ပြီးပြောနေတာမျိုးကိုသုံးတယ် stop beating around the bush and tell me the truth hit the nail on the head ဆိုတာတော့ကိုပြောလိုက်တဲ့ဟာလုံးဝကွက်တိပေါ့နော် describe exactly what is right ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် you hit the nail on the head with that analysis pull someone's leg ဆိုတာတော့ဒါတယောက်ရဲ့ခြေထောက်ကိုသွားဆွဲတာကိုပြောတာတော့မဟုတ်ဘူးဒါကဘာပြောရလဲဆိုတော့တယောက်ကိုစတာနောက်တာအဲ့လိုပုံစံမျိုးပြောတာ I was just pulling your leg I didn't really lose your keys cost an arm and a leg ဆိုတော့အရင်အောင်ဈေးကြီးတာပေါ့နော်ငါခြေတစ်ဖက်လက်တစ်ဖက်ပေးလိုက်ရတယ်ဆိုပြီးတင်စားပြီးပြောတယ်လို့မျိုးပေါ့ That designer bag cost an arm and a leg cry over spilled milk ဆိုတာတော့ဒါပြန်လို့မရတော့တဲ့ဟာတစ်ခုကိုcomplain လုပ်တာပေါ့ No use crying over spilled milk let's just fix the problem The ball is in your court ဆိုတာတော့ဒါတော့မင်းအလဲဖြစ်ပြီပေါ့နော်အဲ့ဒါကိုအဲ့လိုပုံစံနဲ့သုံးတယ် I've done my part now the ball is in your court barking up the round tree ကတော့ဒါလူမှားပြီးဆွဲတာဒါမဟုတ်ဘူးဆိုရင်လည်းနေရာမှားပြီးတော့မှဒါတခုကိုသွားရှာနေတာအဲ့လိုပုံစံမျိုးပေါ့အမျိုးသုံးတယ် If you think I took your pen you're barking up the round tree Don't put all your eggs in one basket ဆိုတာတော့တခုခုကိုပုံအော်ပြီးမလုံးနဲ့အမျိုးပြောတာပါ Invest in multiple stocks Don't put all your eggs in one basket Every cloud has a silver lining ဆိုတာတော့ဘာပြောရလဲဆိုတော့အစိုးတိုင်းမှာအကောင်းရှိရပေါ့နော်အဲ့ဒါကိုပြောတာဖြစ်ပါတယ် I lost my job but the silver lining is I can finally travel ဒီ expression ကတော့ဘာထူးခြားလဲဆိုတော့တစ်ခုလုံးသုံးစရာမလိုပေါ့နော်သူက silver lining is ဆိုပြီးတော့ဒါသုံးလိုက်လဲဒါနားလဲတယ်အဲ့လိုပဲတချို့ expression တွေဆိုရင်ကိုကနည်းနည်းပဲသုံးရင်တောင်မှဒါသူတို့နားလဲတဲ့ expression တွေရှိတယ်တချို့ expression တွေကတော့အပြည့်သုံးရတယ်ပေါ့နော် Get a taste of your own medicine ဆိုတာတော့ဒါမြန်မာစကားပုံရှိတယ်ကိုရှူကိုပတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် He was always late now he is getting a taste of his own medicine
ဒါကတော့ဒီအမြဲနောက်ကျတဲ့လူကသူများနောက်ကျလို့စောင့်နေရတဲ့အချိန်မျိုးမှာပြောတဲ့ဟာပေါ့နော်ဒီအဓိပ္ပာယ်ပေါ့ဒီ sentence ရဲ့ example sentence ရဲ့အဓိပ္ပာယ်ကတော့ go the extra mile ဆိုတာတော့ဒါအောက်အထူး site ထည့်ထားပါတော့ပို့လုပ်တယ်ပေါ့အရင်ကစူးစမ်းရလို့အဓိပ္ပာယ်မျိုးပေါ့ she went the extra mile to make the event special hit the hay ဆိုတာတော့ဒါလည်းဒါအိတ်တယ်ဆိုတာကိုနောက်သုံးတဲ့ expression တစ်ခုဖြစ်ပါတယ် it's late time to hit the hay let sleeping dogs lie ဆိုတာတော့ဒါအတိတ်ကအရာတွေကိုပေါ့နော်အတိတ်ကပြဿနာတွေကိုပြန်ပြီးတော့မစွနဲ့တော့ပေါ့ထားလိုက်တော့ပေါ့ let sleeping dogs lie ပေါ့အဲ့လိုသုံးတာပါအဲ့နေတဲ့ခွေးတွေကိုပေးအိတ်ပါပေါ့အဲ့လိုအဓိပ္ပာယ်မျိုးပေါ့ don't bring up the argument again let sleeping dogs lie miss the boat ဆိုတာတော့အခွင့်အရေးအတွက်အရင်အောင်နောက်ကျသွားခဲ့ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် I missed the boat on that sail it's sold out now ဒါမျိုး expression တွေဆိုရင်လည်းကိုကဒီရဲ့ဟာကို expression ကိုမသိဘူးဆိုရင်ရုပ်တရက်ကြည့်လိုက်ရင်ဘာလို့လှေရပါလားလဲဆိုပြီးတော့ထင်နိုင်တယ်ပေါ့နော် on the ball ဆိုတာတော့ alert and efficient ကိုပြောတာဖြစ်ပါတယ်ဒါကတော့လူတွေကိုသုံးတာများတယ် our new manager is really on the ball အရင်ကဒါကျွမ်းတယ်ပေါ့နော်သူကအရင် efficient ဖြစ်တယ်အရင်နိုးနိုးကြွကြွနဲ့သူအလုပ်လုပ်တယ်ပေါ့ once in a blue moon ဆိုတာတော့ဒါအရင်အကြိုင်းနေမှာတစ်ခုခုလုပ်တာအမျိုး very rarely ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် he only visits once in a blue moon play it by ear ဆိုတာတော့ကျွန်တော်မြန်မာစကားပုံရှိရဲ့မီးစင်ကြီးကနဲ့အတူတူပါပဲ we don't have a plan we'll just play it by ear ဒါကိုdecide spontaneously as things happen ပေါ့နော်ဒါကတော့သူရဲ့အဓိပ္ပာယ် English လို့ပြောတာတော့ spontaneously ပေါ့အဲ့တစ်ခုခုကိုဒါရုပ်တရက်ကောက်လုပ်တယ်ဆိုတဲ့ဟာမျိုးဒီမှာသုံးတာဖြစ်ပါတယ် sit on the fence ဆိုတာတော့ဒါဘယ်ဘက်မှမနေတာမျိုးအဲ့ဒါမျိုးသုံးတယ် stop sitting on the fence pick a side steal someone's thunder ဆိုတာတော့ဒါတရားရောက်ရဲ့မိုးကြိုးကိုခိုးတာပေါ့နော်အဲ့လိုတော့မဟုတ်ပါဘူးတရားရောက်ရဲ့ idea ကိုခိုးတာနေရာဝင်ယူတာပေါ့တရားရောက်က idea ဟာကို idea လို့ဘာလို့နဲ့ဝင်ပြီး credit ဝင်ယူတာမျိုးပြောတာဖြစ်ပါတယ် she announced my news first and stole my thunder take it with a grain of salt ဆိုတာတော့တခုခုအရင်အတိမယူပါနဲ့ဒါကတော့ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားပေါ့အဲ့လိုပုံစံမျိုးနဲ့သုံးတာဖြစ်ပါတယ် he exaggerates သူအရင်ဒါပုံကြီးချဲ့ so take his story with a grain of salt သူပြောတာဆိုရင်အရင်အတိမယူနဲ့ the best of both worlds ဆိုတာတော့ဒါနှစ်ဖက်လုံးကအကောင်းနေပဲရတယ်ပေါ့နော်ဒါဘယ်လိုမျိုးသုံးလဲဆိုတော့ working remotely gives me the best of both worlds flexibility and productivity remote အလုပ်လုပ်တာကဒါအကောင်းနေယူပဲရတယ်ဒါ flexible ဖြစ်တာနဲ့ဒါပို့ပြီးတော့မှဒါ productive ပို့ဖြစ်တာနဲ့ပေါ့နော် through thick and thin ဆိုတာတော့ဒါဆိုးတူကောင်းတူပေါ့နော်ဒါကတော့ဘယ်လိုအချိန်တိုင်းမှာဖြစ်ဖြစ်ပေါ့ဒါတူရှိတယ်ပေါ့အဲ့လိုပုံစံမျိုးသုံးတာဖြစ်ပါတယ် we've been friends through thick and thin turn a blind eye ကတော့ဒါမမြင်ကျင်အောင်ဆောင်တာပေါ့နော် the boss turn a blind eye to their tardiness ဆိုတာတော့ဒါနှောက်ကြတာမျိုးပြောတာပေါ့နော်အချိန်မလေးစားတာမျိုးအဲ့လိုမျိုးသုံးတယ် the boss ကဒီရဲ့သူတို့ရဲ့ boss ကမသိကြအောင်ဆောင်ထားရပေါ့အဲ့ဒါကိုသူက the boss turn a blind eye to their tardiness ဆိုပြီးသုံးတယ် elephant in the room ဆိုတာတော့ဒါ literal meaning ပေါ့ကိုပြန်လိုက်ရင်တော့ဒါအခန်းထဲမှာရှိတဲ့စင်ကြီးပေါ့ဒါပေမဲ့သူ့ရဲ့ expression ရဲ့တကယ်အဓိပ္ပာယ်ကတော့ဘာလဲဆိုတော့ပြဿနာအကြီးတစ်ခုရှိမယ်ပေါ့နော်အားလုံးကသိလဲသိရဲ့အဲ့ပြဿနာကိုဘယ်သူမှမပြောနေဘူးအဲ့ဒါမျိုးကိုက elephant in the room လို့ခေါ်တယ် the budget crisis is the elephant in the room budget ပြဿနာကတော့ဒါ elephant in the room ဖြစ်တယ်ဒါလူတိုင်းသိရဲ့ဒီ budget ပြဿနာရှိရဲဆိုတာဒါပေမဲ့ဘယ်သူမှမပြောဘူးအဲ့ဒါမျိုးပေါ့ jump the gun ဆိုတာတော့ဒါတနက်ကိုခုံတာမဟုတ်ဘူးပေါ့နော်ဒါကတော့အရင်မြန်မြန်ဆန်ဆန်လှုပ်လွန်းတယ်ပေါ့အရင်မြန်လွန်းတယ်ဒါပေမဲ့မကောင်းတဲ့အဓိပ္ပာယ်နဲ့ပြောတာပေါ့မြန်မာလိုပြောတော့လောတာပေါ့ don't jump the gun wait for the official announcement အလောတကြီးမလုံးနဲ့အောင်ခဏဒီ official announcement ထွက်တဲ့အချိန်ကြီးစအောင်ပေါ့ keep your chin up ကတော့ဒါ stay positive အကောင်းမြင်ACC အဲ့လိုပြောနေအဲ့လိုပုံစံမျိုးပြောတာပေါ့နော်
even when things are tough keep your chin up ဆိုးဘက်တွေအခြေအနေတွေရောက်နေတယ်ဆိုရင်တောင်မှဒါအခြေအနေဆိုးတွေကြုံရတယ်ဆိုရင်တောင်မှဒါဟို positive ဖြစ်အောင်နေပေါ့ keep your chin up တရားကိုအားပေးရပါတော့နော် last straw ဆိုတာကတော့ဒါဘယ်လိုမျိုးလဲဆိုတော့နောက်ဆုံးမှာတော့ပောက်ကွဲသွားစေတဲ့အရာမျိုးခေါ်တာပြဿနာတွေကတစ်ခုပြီးဖြစ်တယ်ဒါပေမဲ့အဲ့ဒီခါကိုလုံးဝတီးမခံနိုင်တော့ဘူးအဲ့ဒါကြောင့်သူကပောက်ကွဲသွားတယ်အဲ့ဒါမျိုး last straw ဆိုပြီးခေါ်တယ် when he missed our anniversary that was the last straw သူကငါတို့ရဲ့ anniversary ကိုသူလုံးဝလွဲသွားရပေါ့နော်ဒါမမှတ်မိတာလည်းဖြစ်နိုင်တယ်ဘာမှမလုပ်ပေးရလည်းဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာတော့အရင်ပောက်ကွဲသွားတယ်အဲ့မျိုးဒါသုံးတာဖြစ်ပါတယ် make a long story short ဆိုတာတော့ဒီ summarize လုပ်တယ်ပေါ့နော် summary လုပ်တယ်အတူချုပ်ပြောတယ်ပေါ့ to make a long story short we got lost but finally made it okay အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးပါဒါတွေကတော့အဲ့လိုတစ်ခေါက်လောက်ဒါတွေကိုအခုကြားဘူးသွားရဆိုရင်တော့မှဟိုအရင်မကြက်ရင်တော့မှဒါအသေးပဲကိုအကြံမြင်လောက်တော့ဒါမှတ်မိမယ်လို့ထင်ပါတယ်တစ်ခေါက်နှစ်ခေါက်လောက်ကိုကကြက်လိုက်တယ်ဆိုရင်တော့ဒါဟိုဒီဟာတွေမှတ်မိနေမှာဖြစ်ပါတယ်ရုပ်ရှင်တွေမှာတော့ခဏတွေ့ရပါလိမ့်မယ်writing မှာတော့ဒါတွေကိုဒါသုံးထားသိမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီ dialogue တွေပေါ့နော်စကားပြောတဲ့နေရာတွေမှာတော့ဒါတွေသုံးတာများပါတယ်